ဒီဇလန်ကတော့2009ခုနှစ်မှာဂျာဗာကျွန်းပေါ်ကဝေးလံခေါင်ဖျားပြီးလူသူအရောက်ပေါက်နေတဲ့ကြေးရွာတစ်ခုမှာဖြစ်သွားခဲ့တာပါဒီရွာလေးကိုတော့နိုးနဲ့အာယူတို့တငယ်ချင်းနှစ်ယောက်ကသူ့အကူနဲ့သူခီးထွက်လာကြပါတယ်နိုးကားပေါ်ကအရင်ဆင်းလိုက်တော့အဖိုးကိုတယောက်ကိုတွေ့လိုက်ရပါသူ့ကိုစူးစူးဆက်ဆက်ကြည့်နေတဲ့အဖိုးရဲ့အကြည့်ရဲ့ကြောက်စရာကောင်းနေပါတယ်အဲ့ဒီချိန်မှာအာယူကငေးနေတဲ့နိုးကိုမြင်တော့လှမ်းသတိပေးလိုက်ပါတယ်သူတို့၃ယောက်ကတောအုပ်ထဲမှာရှိတဲ့ဝေးလံခေါင်ဖျားတဲ့ရွာတရွာကိုသွားကြမှာပါအဲ့ဒီနေရာကိုသွားဖို့ဆိုရင်ခြေလင်ဒါမှမဟုတ်စိုက်ကယ်နဲ့ပဲသွားလို့ရမှာဖြစ်လို့သူတို့ကိုရွာသားတွေကစိုက်ကယ်နဲ့လာကြိုးကြပါနိုးကစူးစမ်းကျင်စိမ့်နဲ့ခုနကအဖိုးကိုရှိတဲ့ဘက်ကိုလှမ်းကြည့်လိုက်ပေမဲ့အဖိုးကပျောက်ကွယ်သွားခဲ့ပါပြီသူတို့ရွာကိုသွားတဲ့ရွေချက်ကတော့ကြေးရွာလူကြီးစီမှာ KKN ကြေးရွာဖွံ့ဖြိုးရေးအတွက်ចောင်းသားတွေလှုပ်အားပေးလို့ခွင့်ပြုချက်တောင်းပြီးလေးလာဖို့ပါပဲတိတ်မကြခင်မှာပဲရွာကိုရောက်လာပြီးကြေးရွာလူကြီးပတ်ပရာဘူးကသူတို့ကိုစောင့်ကြိုနေခဲ့ပါတယ်ပတ်ပရာဘူးနဲ့အာယူရဲ့အကိုတို့ကအချင်းချင်းသိနေကြပြီးသားပါမိတ်ဆက်ပြီးတဲ့နောက်မှာတော့ပတ်ပရာဘူးကသူတို့ကိုသူ့အိမ်ခေါ်သွားခဲ့ပါတယ်အဲ့ဒီရွာကိုပထမဆုံးချိန်ရောက်ဖူးတဲ့နူကတော့စိတ်ရှုပ်ထွေးနေပုံရပါတယ်နူအတွက်ကတော့ဒီနေရာမှာနေရာတိုင်းလိုရစ်ပူစော်ထားတဲ့ပစ္စည်းတွေအများကြီးတွေ့နေရတာကြောင့်ထူးခြားနေတယ်လို့ခံစားနေရပါတယ်သူတို့ရောက်လာတဲ့ရွေချက်ကိုသိတဲ့အခါပတ်ပရာဘူးကအစာပိုင်းမှာចောင်းသားတွေကိုသူ့ရွာမှာ KKN project လုပ်ဖို့ခွင့်မပြုချင်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာအာယူကပတ်ပရာဘူးကိုတိုက်ရိုက်ပြောပြီးသူတို့ KKM လောက်ခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်သူတို့ရဲ့ရောက်ရှိလာမှုကဒီဒေသကရွာသားတွေကိုကူညီပေးနိုင်လိမ့်မယ်လို့ပြောပါတယ်ပတ်ပရာဘူးကသူ့ရွာရဲ့ထူးဆန်းတဲ့အခြေအနေကိုတခြားသူတွေသိမှစိုးရိမ်နေတာပါဒါပေမဲ့စဉ်းစားပြီးပတ်ပရာဘူးကသူတို့ကို KKM လောက်ခွင့်ပြုလိုက်ပါတယ်အဲ့ဒီနောက်ပတ်ပရာဘူးကသူတို့ကိုတမိုင်းဝင်နေရအချို့ကိုလိုက်ပြပြီးအဲ့ဒီထဲမှာအရင်ကကကြည်တယ်ရီချိုးခဲ့တဲ့ရေကန်တစ်ခုလည်းပါဝင်ပါတယ်ဒါပေမဲ့ခုတော့ကကြည်တယ်ရီမရှိတော့ပါဘူးသူတို့ဆွေးနွေးနေတော့မှပဲနိုးကသူ့ကိုယ်သူတစ်ခုခုထူးဆန်းနေတယ်လို့ထပ်ပြီးခံစားလိုက်ရပါတယ်နိုးရဲ့ပခုံးတွေကလေးလံနေပြီးတခုခုကသူ့အပေါ်ဖိစီးနေတယ်လို့ခံစားလိုက်ရပါတယ်ပြီးတော့ရုတ်တရက်နိုးကအဲ့ဒီနောက်ကွယ်မှာထူးဆန်းတဲ့တတ္တဝါတစ်ကောင်ကိုမြင်လိုက်ရပါတယ်ရက်အနေငယ်ကြတော့သူတို့ကကျန်တဲ့ចောင်းသားတွေနဲ့တူလှုပ်အားပေးဖို့ရွာကိုပြန်လာကြပါတယ်နိုးအာယုအပြင်ဘီမာဝီတယာဝါဟုနဲ့အန်တွန်တို့တငယ်ချင်း6ယောက်ပါသူတို့တွေရွာကိုလာနေတော့ဝီတယာကနောက်ဆုံးကနေလိုက်လာခဲ့တာပါအဲ့ဒီအချိန်မှာထူးဆန်းတဲ့တူရိယာတန်ကိုကြားလိုက်ရပါတယ်တကယ်တော့သူတို့ကတောအုပ်နက်နက်ထဲမှာရောက်နေတာဖြစ်ပြီးအနီးနားမှာအိမ်ဒါမှမဟုတ်လူသူအရေးအယောင်လုံးဝမရှိပါဘူးပဝင်းချင်ကိုလှမ်းကြည့်လိုက်တော့ဝီတယာကဂျာဘာရိုးရဝစ်စုံဝစ်ထားတဲ့အမျိုးသမီးတယောက်သူ့ကိုစိုက်ကြည့်နေတာတွေ့လိုက်ရပါတယ်ရွာကိုရောက်တော့ပတ်ပရာဘူးကသူတို့ကိုသူ့အိမ်ကိုခေါ်သွားပြီးရွာသားရဲ့နေထိုင်မှုပုံစံကိုမိတ်ဆက်ပေးပါတယ်ကကြည်တဲ့ရွာကတကယ်ကိုဝေးလံခေါင်ဖျားတဲ့ရွာတရွာဖြစ်ပြီးအဲ့ဒီအချိန်တုန်းကဆိုရင်လျှက်စစ်မီးတောင်မရှိသေးပါဘူးဝီတယာကပတ်ပရာဘူးကိုခုနကတူရိယအတန်ကြားခဲ့ရတဲ့အကြောင်းမေးလိုက်တော့ပတ်ပရာဘူးကသူ့ရဲ့မျက်နှာအမူအရာကချက်ချင်းပြောင်းလဲသွားပြီးအာယုနဲ့ခြားသူတွေကတော့အံ့ဩနေကြပါတယ်ဘာလို့လဲဆိုတော့သူတို့ခီးသွားနေတော့ကတူရိယအတန်ကြားခဲ့ရလို့ပါပတ်ပရာဘူးကဝီတယာခီးပန်းပြီးထင်အောင်ထင်မှဖြစ်နေတာလို့ပြန်ပြောလိုက်ပါတယ်အမျိုးသမီးတွေဖြစ်တဲ့ဝီတယာအာယုနဲ့နိုရတို့ကရွာကအဖွားအိုတယောက်ရဲ့အိမ်မှာနေထိုင်ရမှာဖြစ်ပြီးမျိုးသားတွေကပတ်ပရာဘူးပြင်ဆင်ပေးထားတဲ့ကျမ်းမာရေးစောင့်ရှောက်မှုဌာနမှာနေရပါတယ်ညရောက်တော့ဝီတယာအာယုနဲ့နိုရတို့ကဂရင်တစ်လုံးထဲမှာအတူအိတ်ကြပါတယ်အဲ့ဒီညကဝီတယာကအိတ်မပျော်ပဲရုတ်တရက်ကြောက်ရွံ့စိတ်တွေခံစားလာရပါတယ်နိုးကိုကြည့်လိုက်တဲ့အခါနိုးဘေးနားမှာအနက်ရောင်ရေခုထိုင်နေတာကိုသူတွေ့လိုက်ရပါတယ်ဝီတယာကတုံလို့မတော့အောင်ထိန်းချုပ်ပြီးပြန်အိတ်ဖို့ကြိုးစားခဲ့ပါတယ်ကြောက်ရွံ့မှုကိုထိန်းချုပ်ရင်တစ်ဖက်ကိုလှဲ့အိတ်ပြီးငိုကြွေးနေမိပါတယ်ခဏအကြာမှာနိုးရဲ့ခေါင်းကိုပုတ်တက်နေတဲ့ကြောက်စရာကောင်းတဲ့လက်တစ်ဖက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒါကအဖွားကိုတယောက်ရဲ့လက်ဖြစ်နေပါတယ်အဖွားကနိုးသွားလျာနေရာတိုင်းမှာလိုက်ပါစောက်ရှောက်ပေးနေတာပဲဖြစ်ပါတယ်နောက်တနေ့မနက်မှာပတ်ပရာဘူးကကျောင်းသားတွေလေးလာလို့ရမယ့်နေရာတွေကိုလိုက်လံပြသပေးပါတယ်ပတ်ပရာဘူးတို့ရွာသားတွေကရှေးဟောင်းယုံကြည်မှုတွေဘိုးဘွားပြည်ပင်တွေကိုရစ်ပူစော်တဲ့ထုံးတမ်းစင်လာတွေပြုလုပ်နေစေဖြစ်ကြောင်းရှင်းပြပါတယ်အဲ့ဒီအချိန်မှာနိုးကအနီရောင်မျက်လုံးတွေနဲ့ကြီးမားတဲ့အနက်ရောင်ပုံရိပ်တစ်ခုသူ့ကိုစိုက်ကြည့်နေတာကိုထပ်ပြီးမြင်လိုက်ရပါတယ်ဒီရွာလေးကတကယ်ကိုထူးဆန်းတဲ့ရွာတရွာပါပဲတုတ်တန်တိုင်းရဲ့ဂူတင်ချိုင်းကြောက်တိုင်တွေကိုအနက်ရောင်အဝတ်နဲ့ဖုံးအုပ်ထားတာကိုတွေ့ရပါတယ်အစကတည်းကစိတ်မကြည်မသာဖြစ်နေတဲ့နူကရုတ်တရက်မူးလဲလို့နေပါဖြစ်သွားပါတယ်တငယ်ချင်းဖြစ်သူဘီမာကနူကိုဘူဆန်ဒရီအိမ်ကိုပြန်ပို့ပေးခဲ့ပြီးကျန်တဲ့သူတွေကတော့ပတ်ပရာဘူးနဲ့တူရွာထဲကိုဆက်သွားခဲ့ကြပါတယ်ရွာအစွန်းဖျားတဲ့နေရာမှာဂိတ်တကားတစ်ခုကိုတွေ့လိုက်ရပါတယ်ပတ်ပရာဘူးကအဲ့ဒီဂိတ်တကားဟာရွာသားတွေနဲ့တောထဲကိုသွားတဲ့လမ်းကိုပိုင်းခြားထားတဲ့နယ်နိမိတ်ဖြစ်ကြောင်းဂိတ်တကားကိုမသွားဘူးအထူးသတိပေးခဲ့ပါတယ်
အထူးသဖြင့်တောထဲကိုလုံးဝမဝင်ခိုင်းပါဘူး။ဘာလို့လဲဆိုတော့တောထဲမှာထူးဆန်းတာတစ်ခုရှိပြီးအဲ့ဒါကရွာသားတွေရဲ့နေမြေမဟုတ်ဘူးလို့ဆိုပါတယ်။နူရကသူတည်းရဲ့တောထဲမှာရောက်ရှိနေပြီးအမြဲလိုက်ခြောက်လှန့်နေတဲ့ထူးဆန်းတဲ့တရေကြီးရဲ့ပုံရိပ်ကိုမြင်လိုက်ရပါတယ်။သူမကပြေးလွှားပြီးရှောင်တိန်မှုကြိုးစားခဲ့ပေမဲ့ဒါဟာအိမ်မဆိုးတစ်ခုသာဖြစ်နေခဲ့ပါတယ်။မနက်ပိုင်းမှာတော့နူရနဲ့ဝီတယာတို့ရေချိုးဖို့ပြင်ဆင်ကြပါတယ်။ရွာကအိမ်တွေရဲ့ရေချိုးကနေကအပြင်းမှာတီးခြားစီခွဲထားတာဖြစ်လို့သူတို့နှစ်ယောက်လုံးနည်းနည်းတုံဆိုင်နေကြပါတယ်။ဒါနဲ့သူတို့အလဲကျရေချိုးပြီးတယောက်ကိုတယောက်စောင့်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နူရကအရင်ရေချိုးဖို့ဝင်သွားပါတယ်။အဲ့ဒီအခါမှာလည်းပုံရိပ်ရောင်ကနူရနောက်ကိုလိုက်လာပြန်ပါတယ်။နူရဟာမကောင်းတဲ့နမိတ်တစ်ခုကိုခံစားမိတာကြောင့်ရေမချိုးတော့ဖို့ဆုံးဖြတ်လိုက်ပေမဲ့တကားကရုတ်တရက်ဖွင့်လို့မရတော့ပါဘူး။အပြင်မှာရှိနေတဲ့ဝီတယာကနူရအကူကြီးတောင်းနေတာကိုလုံးဝမကြားရပါဘူး။ဝီတယာကတော့ရေချိုးခန်းထဲကနေထူးဆန်းတဲ့တူရိယာတန်ကိုကြားနေရပါတယ်။နူရကတကားဖွင့်မှုကြိုးစားပေမဲ့ဘလို့မှဖွင့်မရပါဘူး။စိတ်ကိုရှော့ချလိုက်တဲ့အချိန်မှာပဲရုတ်တရက်အခြေအနေတွေပြောင်းလဲသွားပြီးတကားကပြန်ပွင့်သွားပါတယ်။ဝီတယာကရေချိုးခန်းထဲဝင်ပြီးနူရကအပြင်မှာစောင့်နေပါတယ်။ဝီတယာလည်းအထဲမှာထူးဆန်းတာတွေရှိနေရလို့ခံစားနေရပါတယ်။ရုတ်တရက်တူရိယာတန်ကထပ်ပြီးထွက်ပေါ်လာပြန်ပါတယ်။အဲ့ဒီအခါမှာတော့ဂျာဘာတချင်းတစ်ပုတ်တီဆူနေတဲ့အမျိုးသမီးအတန်မှာပါဝင်လာပါပြီ။နူနဲ့ဝီတယာနှစ်ယောက်စလုံးအဲ့ဒီအတန်ကိုကြားရပါတယ်။ဒါပေမဲ့ဝီတယာကနူတချင်းဆူနေတာလို့ထင်တယ်လို့နူကလည်းဝီတယာတချင်းဆူနေတယ်လို့ထင်နေပါတယ်။မျက်လုံးမိတ်ပြီးရေခွက်နဲ့ရေလောင်းချနေတဲ့ဝီတယာကသူ့နာကိုတက်တော်တကောင်ချင်းကပ်လာတာကိုသတိမထားမိပါဘူး။နူကအဲ့ဒီတချင်းတန်ကြောင့်စိတ်ဝင်စားသွားပါတယ်။ဘာလို့လဲဆိုတော့ဝီတယာကဂျာဘာတချင်းတွေကိုဘယ်တော့မှမစိုးဘူးဆိုတာသူသိနေလို့ပါ။ဆက်စုစိတ်နဲ့နူကတက်သားနေရန်ကြားကအပေါက်လေးတွေကနေချောင်းကြည့်လိုက်ပါတယ်။စိမ့်ပြန်ရောပေါ်ကခြုံထားတဲ့ကားကြီးတဲ့တယောက်ကိုမြင်လိုက်ရတဲ့အခါတုန်လှုပ်သွားပါတယ်။အထဲမှာရှိတဲ့ဝီတယာလည်းစင်တန်းဝစ်စုံကိုဝစ်ဆင်ထားတဲ့အမျိုးသမီးတယောက်ရဲ့အရေးကိုခဏတာမြင်လိုက်ရတော့လန့်သွားပါတယ်။သူတို့နှစ်ယောက်လုံးကြောက်ရွံ့နေကြပြီမယ်။နူရောဝီတယာရောမတိကျအောင်ဆောင်ပြီးဖြစ်ပျက်ခဲ့တာတွေကိုတယောက်ကိုတယောက်မပြောပြခဲ့ကြပါဘူး။ညဘက်မှာပတ်ပရာဘူးကရွာရဲ့တက်ကြီးဝါကြီးအဖိုးအိုနဲ့တွေ့ဆုံနေပါတယ်။လူနှစ်ယောက်တည်းရှိပေမဲ့အဖိုးအိုကအနက်ရောင်ကော်ဖီ၃ခွက်ကိုပြင်ဆင်ထားပါတယ်။ဒါကိုမြင်တော့ပတ်ပရာဘူးကအံ့ဩသွားပြီးကော်ဖီခွက်ကဘသူအတွက်လဲလို့မေးလိုက်ပါတယ်။ဒါပေမဲ့အဖိုးကတော့တိတ်ဆိတ်နေခဲ့ပါတယ်။အဖိုးကြီးကနူရောက်လာမယ်ဆိုတော့ကိုကြိုသိနေခဲ့ပြီးပတ်ပရာဘူးကလည်းနူရဲ့အနောက်မှာစောင်းရှောက်ပေးနေတဲ့ဂျင်းနီတစ်ကောင်ရှိတယ်ဆိုတာကိုသိပါတယ်။မကြခင်မှာပဲနူကပတ်ပရာဘူးကိုလာတွေ့ပါတယ်။နူဟာသူဒီကိုရောက်ကြတဲ့ကခန်းစားနေရတဲ့အရာတွေအကြောင်းပတ်ပရာဘူးကိုတိုင်ကြားလိုက်ပါတယ်။အနက်ရောင်အရေးအကြီးကြီးတစ်ကောင်ကသူ့ကိုအမြဲခြောက်လက်နေကြောင်းနူကပြောပြပါတယ်။ဒါပေမဲ့အဖိုးကသူတို့ရဲ့စကားကိုဖျက်ပြီးနူကိုကော်ဖီတောက်ဖို့တိုက်တွန်းလိုက်ပါတယ်။နူကကော်ဖီတောက်လိမရှိလို့ငင်းခဲ့ပေမဲ့အတင်းကျပ်တိုက်တွန်းနေလို့မလွန်ဆန်နိုင်တော့ပဲကော်ဖီကိုတောက်လိုက်ရပါတယ်။ကော်ဖီကိုတောက်လိုက်တဲ့အခါနူဟာလုံးဝခါတတ်မှုကိုမခံစားရပါဘူး။အဲ့ဒီညမှာပဲအဖိုးကကြက်မဲတစ်ကောင်ကိုတတ်ပြီးနူကိုပြောပါတယ်။သူမြင်နေရတာကဂျင်းနီမျိုးနွယ်ဝင်ရွာဆောင်တစ်ကောင်ဖြစ်တယ်လို့ပြောပြီးအဲ့ဒီတတဝါကနူရီရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သူ့ရဲ့စောင့်ရှောက်သူဂျင်းနီနတ်ဆိုးကြောင့်ဒေါသထွက်နေတာဖြစ်တယ်လို့ဆိုလိုက်ပါတယ်။အနက်ရောင်အရေးအကြီးကြီးကနူကိုနောက်ထပ်မနှောက်ယှက်တော့ဖို့သူ့ကိုဂရီပေးထားပြီးလို့ပြောလိုက်ပါတယ်။ညနက်တဲ့ကအာယူနဲ့ဝီတယာတို့အိပ်ပျော်နေချိန်မှာအိမ်ပြင်ကနေတူရိယာတန်ကိုကြားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲနူကအိမ်ထဲကနေမွေကြီးတစ်ကောင်ထွက်လာတာကိုမြင်လိုက်ရပြီးဝီတယာကလည်းထပြီးရက်နေတာကိုတွေ့လိုက်ရပါတယ်။နူကဝီတယာကိုကြောက်ရွံ့စွာကြည့်နေပါတယ်။ဝီတယာကရုတ်တရက်ထူးဆန်းတဲ့အမူအရာတွေလှုပ်လာပြီးနူကိုကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့ကြည့်နေပါတယ်။ဝီတယာကမွေကြီးကိုကောက်ယူပြီးသူ့ကိုယ်ပေါ်မှာပတ်လိုက်ပါတယ်။ဒီတစ်ဖက်မှာတော့ဝီတယာကအိမ်ပြင်မှာစူညံတန်တွေကိုကြားပြီးအိယာကနိုးလာပါတယ်။နူကအိမ်ရှိကခြံဝင်းထဲမှာတယောက်တည်းကနေတာကိုဝီတယာကမြင်လိုက်ရပါတယ်။နူကလုံးဝကတတ်တဲ့သူမဟုတ်ဘူးဆိုတာကိုသိထားလို့အံ့ဩသွားပါတယ်။ဒါပေမဲ့အဲ့ဒီညကနူရဲ့ပုံစံကအရင်နဲ့မတူပဲကျွမ်းကျင်စွာကနေတာကိုကြောက်စရာကောင်းစွာတွေ့လိုက်ရပါတယ်။ဝီတယာကနူစီကိုတွားပြီးသတိပြန်ရအောင်ကြိုးစားခဲ့ပေမဲ့နူကတော့ဂယူးမဆိုင်ပဲစက်ကနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအထဲမှာအိမ်နေတဲ့ဝါဟူးကဝီတယာကိုသတိပြန်ရအောင်အော်ခေါ်ခဲ့ပါတယ်။တကယ်တမ်းကနေတာဝီတယာကိုယ်တိုင်မှာပဲ။နူကတော့ဝါဟူးရဲ့အော်ဟစ်တန်ကြားမှာအိယာကနိုးလာခဲ့ပါတယ်။နောက်နေ့မနက်မှာဝါဟူးအာယူနဲ့ဝီတယာတို့၃ယောက်ကအဖိုးအိုစီကိုရောက်နေကြပါတယ်။သူတို့၃ယောက်လုံးကိုလည်းပြင်ဆင်ထားတဲ့ကော်ဖီကိုတောက်ခိုင်းပါတယ်။ဝါဟူးနဲ့အာယူကတော့ကော်ဖီကိုတောက်တဲ့အခါခါတတ်မှုကိုခံစားရပါတယ်။ဒါပေမဲ့နောက်ဆုံးတောက်တဲ့ဝီတယာကတော့ကော်ဖီကိုအကုန်အငမ်းမရတောက်လိုက်ပြီးဝီတယာကကော်ဖီကိုတောက်တဲ့အခါလုံးဝခါတတ်တယ်လို့မခံစားရပါဘူး။ဒါနဲ့အဖိုးအိုကဝီတယာနောက်ကိုပရလောကသားတကောင်လိုက်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဝီတယာကိုပရလောကသားတွေရဲ့အနှောက်အယှက်ကနေကာကွယ်ဖို့အတွက်ဆေးဘက်ဝင်အရေးတစ်မျိုးပေးလိုက်ပါတယ်။တစ်ဖက်မှာတော့အန်တွန်ကနူရနဲ့အတူရှိပြီး
ဘီမာရဲ့မကြသေးခင်ကထူးဆန်းတဲ့အပြုတ်မှုတွေအကြောင်းပြောပြနေပါတယ်။ညာတိုင်းဒီပါအန်တွန်ဟာဘီမာရဲ့အခန်းထဲကနေညီးတွားတန်တွေကိုကြားနေရတယ်လို့ဆိုပါတယ်။ဒါ့အပြင်အန်တွန်ကဘီမာရဲ့ဂရင်အောက်မှာရစ်ပူဆိုတဲ့ပစ္စည်းတွေကိုလည်းတွေ့ခဲ့ရပါတယ်။ကလေးဘွားတွေကဘီမာရဲ့တငယ်ချင်းဖြစ်တဲ့နူကဘီမာဘလို့လူလဲဆိုတာကောင်းကောင်းသိပါတယ်။ဘာသာတရားကိုင်းဆိုင်တဲ့ဘီမာဟာအဲ့လိုမျိုးတွေလုံးဝမဟုတ်ဘူးလို့နူကယုံကြည်နေခဲ့ပါတယ်။အန်တွန်ကနူကိုတတ်သိပြဖို့ဘီမာရဲ့အခန်းကိုခေါ်သွားခဲ့ပါတယ်။တကယ်တမ်းဘီမာရဲ့ဂရင်အောက်မှာရစ်ပူဆိုတဲ့ပစ္စည်းတွေအမှန်တကယ်ရှိနေပါတယ်။ဒါပေမဲ့ဝစ်တရားရဲ့တပ်ပုံကရစ်ပူဆိုတဲ့ပစ္စည်းတွေအောက်မှာရှိနေတာကိုတော့သူတို့မမြင်လိုက်ကြပါဘူး။နောက်နေ့မှာတော့ပတ်ပရာဘူးကသူတို့ကိုအိမ်အစ်စ်တစ်လုံးကိုပြောင်းရွှေ့ပေးခဲ့ပါတယ်။ခဏအကြာမှာဘီမာကတယောက်တည်းအပြင်ထွက်ပြီးတောထဲကိုဝင်သွားပါတယ်။အိမ်မှာတော့ဝစ်တရားကနူဆူတောင်းနေတာကိုမြင်လိုက်ရပါတယ်။ပြီးတော့သူရေသွားတောက်ဖို့မိဖို့ချောင်းကိုသွားလိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်အံ့ဩသွားတာကခုနကဆူတောင်းနေတာမြင်ခဲ့ရတဲ့နူကမိဖို့ချောင်းလေးကိုရောက်နေတာပါပဲ။ပြန်လှည့်လိုက်တော့နူကပျောက်နေပြန်ပါပြီ။ဒါဆိုခုနကဘသူကဝစ်ပြုတ်ဆူတောင်းနေတာလဲ။မကြခင်မှာပဲဝစ်တရားဟာသူ့စက်ထဲမှာတခုခုရှိနေတယ်လို့ခံစားလိုက်ရပြီ။သူ့စက်တဲကနေထုတ်ကြည့်လိုက်တဲ့အခါသပင်တွေဖြစ်နေပါတယ်။နောက်တနေ့မနက်မှာနူကဘီမာနဲ့အာယူတို့စကားပြောနေတာကိုမတော်တဆကြားလိုက်ရပါတယ်။ဘီမာကလက်ကောက်တကွင်းပျောက်သွားတာကြောင့်အာယူကိုဒေါသထွက်နေတာပါ။ဘီမာကအာယူစီကိုလက်ကောက်ကိုခဏအပ်ထားပြီးဝစ်တရားကိုပေးမလို့ပါ။ဒါပေမဲ့အခုတော့လက်ကောက်ကပျောက်ဆုံးနေပါပြီ။သူတို့6ယောက်ကKKN လုပ်ငန်းတွေလှုပ်ဆောင်မှုအဖွဲ့3ဖွဲ့ခွဲထားတာပါ။နူကအန်တိုနဲ့တစ်ဖွဲ့ဝစ်တရားကဝါဟူးနဲ့တစ်ဖွဲ့ဘီမာကအာယူနဲ့တစ်ဖွဲ့ဆိုပြီးပေါင်းစည်းထားတာပါ။နူကဘီမာနဲ့အာယူကိုရှာနေပြီးမဲ့သူတို့2ယောက်လုံးကိုမတွေ့ပါဘူး။ဂိတ်ကားကိုမြင်လိုက်တဲ့အခါမှာတော့နူကရုတ်တရက်သတိရသွားပြီးအာယူစီကနေဘီမာအကြောင်းအရင်ကကြားဘူးခဲ့တဲ့ဇက်လန်းကိုပြန်အမှတ်ရသွားပါတယ်။ဘီမာကအဲ့ဒီတောထဲမှာထူးဆန်းတဲ့အတန်တွေကိုကြားဘူးတယ်လို့ပြောဘူးတာကိုနူကသတိရလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနူကသူတို့2ယောက်တောထဲကိုဝင်သွားတယ်လို့ခံမှန်းလိုက်ပါတယ်။နူကပတ်ပရာဘူးရဲ့တောထဲကိုမဝင်မှုတားမြစ်ထားတဲ့စကားကိုမကြားခဲ့ရတဲ့အတွက်အကြောက်လန့်မရှိတောထဲကိုဝင်သွားခဲ့ပါတယ်။ဘီမာနဲ့အာယူတို့ကရေချိုးကန်ရှိတဲ့တဲအိမ်လေးတစ်လုံးထဲရောက်နေကြပါတယ်။ဒီတစ်ဖက်မှာနူကသူတို့ကိုဆက်ရှာနေတော့အတုံးမပြူတော့တဲ့နေရာတစ်ခုကိုတွေးလိုက်ရပါတယ်။အဲ့ဒီမှာဂါမဲလမ်တူရီယာတွေကိုအများကြီးပစ်ထားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီနေရာနဲ့မလှမ်းမကတ်မှာတဲအိမ်လေးတစ်လုံးကိုတွေးလိုက်ရပါတယ်။အဲ့ဒီတဲအိမ်လေးကထူးဆန်းနေတော့နူကသွားကြည့်ခဲ့ပါတယ်။မကြာခင်မှာပဲဘီမာနဲ့အာယူတို့2ယောက်သားတဲအိမ်ထဲကနေထွက်လာခဲ့ကြပါတယ်။သူတို့2ယောက်ကအဲ့ဒီတဲအိမ်ထဲမှာမသိလျော်တဲ့အပြုတ်မှုတွေလုပ်ခဲ့ကြတာကြောင့်ရှက်ယုံပြီးအပြစ်ရှိသလိုခံစားနေရပါတယ်။ဝစ်တရားနဲ့ဝါဟူးတို့ကတော့ရွာမှာနေထိုင်ဖို့အတွက်ပစ္စည်းတွေဝယ်ဖို့မြို့ဈေးကိုသွားကြပါတယ်။ဈေးတဲ့တယောက်နဲ့စကားပြောရင်သူတို့2ယောက်ကတောအုပ်ထဲကရွာတရွာမှာနေထိုင်နေဆိုတော့ကိုဈေးတဲ့ကတည်သွားပါတယ်။မကြာခင်နေဝင်တော့မှမလို့ဈေးတဲ့ကသူတို့ကိုဟိုတယ်မှာအိပ်ပြီးမနှက်မှပြန်ဖို့အကြံပေးလိုက်ပါတယ်။ညဘက်တောအုပ်ထဲမှာပိတ်မိသွားရင်အန်ရရှိနိုင်တယ်လို့ဆိုပြီးသတိပေးပါတယ်။ညဘက်မှာဆိုရင်ရွာသားတွေကဘယ်သူမှဒီတောကိုမဖြတ်သွားရဲကြဘူးလို့လည်းဆိုပါတယ်။ဒါပေမဲ့ဝါဟူးကဟိုတယ်မှာတဲခိုဖို့ကမဖြစ်နိုင်ဘူးဆိုပြီးပြန်ဖို့ကိုပဲရွေးချယ်လိုက်ကြပါတယ်။ဒါနဲ့ဈေးတွေကလမ်းမှာတခုခုကိုမြင်ခဲ့ရင်မယုံကြည်ဖို့နဲ့သူတို့ခေါ်တဲ့နောက်ကိုလိုက်သွားဖို့လည်းအချိန်ချင်းသတိပေးခဲ့ပါတယ်။ကားလမ်းမကြီးကနေရွာထဲကိုဝင်ဖို့ဆိုတာတကယ်ကိုဝေးပြီးစိုင်ကယ်နဲ့သွားရင်တော့တနာကြီးခွဲလောက်ကြာပါတယ်။ကန်ဆိုးလာကသူတို့ကတောထဲမှာမှောင်ပြီးပိတ်မိသွားခဲ့ပြီးသူတို့ရဲ့စိုက်ကယ်ကရုတ်တရက်ရက်သွားခဲ့ပါတယ်။မလှမ်းမကမ်းမှာတော့တယောက်တည်းထိုင်နေတဲ့အဖိုးကိုတယောက်ကိုတွေးလိုက်ရပါတယ်။အစာပိုင်းမှာဝါဟူးနဲ့ဝစ်တရားတို့ကအဲ့ဒီအဖိုးကိုတွေးတော့နည်းနည်းတုံဆိုင်နေကြပါတယ်။သူတို့ကလည်းအဖိုးကိုအနားကိုသွားလိုက်တော့အဖိုးကစိတ်ကောင်းရှိပြီးသူတို့ကိုကူညီပေးမလို့ဖြစ်နေပါတယ်။အဖိုးကစိုက်ကယ်ပြန်ပြင်နေတော့ခဏဝင်နာဖို့ပြောလိုက်ပါတယ်။သူ့ရော်မှာပွဲလုံနေတာနဲ့တိုက်ဆိုင်နေတယ်လို့လည်းပြောလိုက်ပါတယ်။ဝါဟူးကအဖိုးကိုလုံးဝတန်တရားမဖြစ်မိပါဘူး။သူတို့ဈေးတဲ့ရဲ့သတိပေးစကားတွေကိုလည်းဂီးမဆိုင်ပဲမေးသွမ်းကြပါတယ်။အဲ့ဒီအချိန်မှာဝါဟူးနဲ့ဝစ်တရားတို့ကဂါမဲလန်ဂီတတန်တွေနဲ့လူတွေနဲ့ရိုးရအဆူတော်တွေအတူတူကားခုန်နေကြတဲ့ခမ်းနားတဲ့ပွဲတော်တစ်ခုကိုမြင်လိုက်ရပါတယ်။မကြာခင်မှာပဲအလှဆုံးကားကြီးတဲ့တယောက်ထွက်လာပြီးသူတို့ရှေ့မှာကခုန်ရင်ဝစ်တရားကိုစူးစိုက်ကြည့်နေပါတယ်။ဝစ်တရားကမျက်နှာလွှဲလိုက်ပြီးအဲ့ဒီကကြီးတဲ့ကိုပြန်မကြည့်ရဲတော့ပါဘူး။ဝစ်တရားကအရန်ကိုကြောက်လန့်နေပြီးဝါဟူးကိုအဲ့ဒီနေရာကနေချက်ချင်းထွက်သွားဖို့အတင်းကျပ်ပြောခဲ့ပါတယ်။အဲ့ဒီနောက်အဖိုးကိုရောက်လာပြီးစိုက်ကယ်ပြင်ပြီးသွားပြီလို့ပြောပါတယ်။အဖိုးကဝါဟူးကိုအစားအစာတွေမလုံလောက်သေးရင်အိမ်ကိုယူသွားဖို့ပြောခဲ့ပါတယ်။အဲ့ဒါနဲ့ဝါဟူးကလည်းစားစရာတွေကိုနိုင်တဲ့လောက်တဲလာခဲ့လိုက်ပါတယ်။သူတို့ထွက်သွားတော့မယ်လို့တော့ပွဲတော်ကရုတ်တရက်ရက်တန့်သွားပြီးအဲ့ဒီနေရာကလူအားလုံးကသူတို့ကိုငြိမ်သက်စွာစိုက်ကြည့်နေကြပါတယ်။အိမ်ရောက်တော့နူကအာယူနဲ့ဘီမာတို့လှုပ်ခဲ့တဲ့မသိလျော်တဲ့ကိစ္စကြောင့်ဒေါသထွက်နေပါတယ်။မကြာခင်မှာပဲဝါဟူးနဲ့ဝစ်တရားတို့ရောက်လာကြပါတယ်။အဲ့ဒီချိန်မှာဝါဟူးကတခုခုထူးဆန်းတယ်လို့ခံစားရပြီးလမ်းမှာသူတို့ကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်တွေကိုအားလုံးကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ဝါဟူးပြောတာကိုသူတို့တွေကမယုံကြပါဘူး။ဘာလို့လဲဆိုတော့ဒီတော်ထဲမှာသူတို့နေထိုင်တဲ့ရွာကလွဲလို့တခြားရွာမရှိဘူးလို့သူတို့သိထားလို့ပါ။သူတို့ကိုတက်တည်ပြဖို့ဝါဟူးကအဖိုးကိုစီကရခဲ့တဲ့အစားအစာအထုပ်ကိုဖွင့်လိုက်တဲ့အခါသွေးတွေပင်နေတဲ့မြောက်ကောင်းတစ်လုံးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်
နူကတော့အာယုနဲ့ဘီမာကိုတန်တရားဝင်လာလို့အာယုရဲ့အိတ်ထဲမှာဘာတွေရှိနေလဲဆိုတာကိုရှာဖွေကြည့်နေခဲ့ပါတယ်အိတ်ထဲမှာအစိမ်းရောင်ပေါ်ဝါတစ်ထည်ကိုတွေ့လိုက်ရပါတယ်ခဏအကြာမှာနူကအပြင်ဘက်ကနေလူတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်ကားချီတဲ့တယောက်လိုပုံစံနဲ့အရေးတစ်ခုထွက်လာနေတာကိုသူမြင်လိုက်ရပေမဲ့အဲ့ဒါကဝိတ္တရာဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒါကတကယ်တော့ပုံစံဖန်ဆင်းနိုင်တဲ့နတ်ဆိုးတစ်ကောင်ကဝိတ္တရာရဲ့ပုံစံနဲ့ပေါ်လာတာပါသူကနူကိုအာယုနဲ့ဘီမာတို့ရဲ့ကိစ္စတွေမှာဝင်မပါဘူးချင်းချောက်လိုက်ပါတယ်နူသာဝင်ပါမယ်ဆိုရင်ထိခိုက်အောင်လုပ်ဖို့ဝင်လေးမှာမဟုတ်ဘူးလို့လည်းပြောလိုက်ပါတယ်ဒါပေမဲ့လည်းနူရဲ့နောက်မှာရှိတဲ့စောင့်ရှောက်သူဂျင်းနတ်ဆိုးကိုတော့သူကကြောက်နေပါတယ်မနက်ခင်းဆူတောင်းပြီးနောက်မှာဘီမာကသူလှုပ်ခဲ့တဲ့အရာတွေအတွက်ငိုကြွေးပြီးနောင်တရနေပါတယ်တကယ်တော့ဒီအရာတွေရဲ့အစကဘီမာကမွေတကောင်နဲ့ဖုံးထားတဲ့ဝိတ္တရာကိုအိမ်မက်မှတ်ခဲ့ပါတယ်အဲ့ဒီနောက်နတ်ဆိုးကသူ့ကိုယ်သူကချေတယ်လို့ပြောပြီးပေါ်လာပါတယ်ဝိတ္တရာကအဲ့ဒီမွေရဲ့6လက်မှုကနေဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူးလို့လည်းပြောပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါကရွာကိုစောင့်ရှောက်တဲ့တတ္တဝါတစ်ကောင်ရဲ့နှောက်ယှက်မှုဖြစ်လို့ပါပဲဘီမာကသာသူ့ရဲ့အမိတ်ကိုနားကမ်းမဲ့ဆိုရင်သူကဝိတ္တရာကိုကူညီပေးမယ်လို့ပြောပါတယ်ဘီမာကိုတောထဲမှာရှိတဲ့တန့်ရှင်းတဲ့နေရာကိုတွားပြီးအဲ့ဒီမှာရှိတဲ့တဲရင်လေးတွေကနေလက်ကောက်တကွင်းယူလာကိုမှားကြားခဲ့ပါတယ်ပြီးရင်ဘီမာကအဲ့ဒီလက်ကောက်ကိုဝိတ္တရာကိုပေးရမှာပါညာတိုင်းဘီမာကနတ်ဆိုးနဲ့အတူနေဖို့စောင့်ဆိုင်းရမှာပါနတ်ဆိုးကဘီမာသာသူခိုင်းသမျှအရာအားလုံးကိုလှုပ်ဆောင်နိုင်ရင်ဝိတ္တရာလည်းလုံခြုံသွားမှာဖြစ်ပြီးဘီမာလိုချင်တဲ့အရာအားလုံးကိုလည်းရရှိမှာလို့ဂရီပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဘီမာသူကိုယ်တိုင်တော့မသိလိုက်ပဲနတ်ဆိုးနဲ့မဟာမိတ်ဖွဲ့လိုက်တာပါဘီမာရဲ့ရည်ရွယ်ချက်ကအဲ့ဒီအချိန်တုန်းကဝိတ္တရာကိုကဲတင်မှုတတ်ပါပဲဒါပေမဲ့ဒါတွေအားလုံးကဝိတ္တရာကိုကူညီပေးတယ်လို့ဟန်ဆောင်ပြီးဘီမာကိုထောင်ချောက်ထဲဆွဲသွင်းခဲ့တဲ့နတ်ဆိုးရဲ့လှည့်ကွက်တတ်ပါပဲအဲ့ဒီအချိန်မှာနူကဝိတ္တရာရဲ့အိတ်ထဲမှာလက်ကောက်တကွင်းကိုမတော်တဆတွေ့လိုက်ရပါတယ်ပြီးတော့အာယုရဲ့အိတ်ထဲမှာလည်းအစိမ်းရောင်ပေါ်ဝါတစ်ထည်ကိုသူတွေ့လိုက်ရပါတယ်ဘီမာနဲ့အာယုတို့လက်ကောက်ကိစ္စနဲ့ပတ်သက်ပြီးညှင်းခုန်နေကြတာကိုကြားဘူးထားတဲ့နူကအာယုကိုတွတ်တွေ့ပြီးလက်ကောက်နဲ့ပေါ်ဝါပတ်သက်ပြီးဘာတွေစီစဉ်ထားလဲဆိုတာကိုရှင်းပြခိုင်းပါတယ်အာယုကဝန်ခံမှုဆိုရင်နူကပတ်ပရာဘူးကိုအားလုံးပြောပြမယ်လို့ချင်းချောက်လိုက်ပါတယ်နောက်ဆုံးတော့အာယုကဝန်ခံလိုက်ပြီးအစပိုင်းမှာဘီမာကသူ့ကိုအဲလက်ကောက်ကိုဝိတ္တရာကိုပေးခိုင်းခဲ့တာလို့ပြောပါတယ်ဒါပေမဲ့အာယုကအဲ့ဒါကိုမလုပ်ဘဲလက်ကောက်ကိုတင်ထားခဲ့ပြီးဘီမာကိုတော့လက်ကောက်ပျောက်သွားပြီလို့လိန်ပြောခဲ့ပါတယ်အဲ့ဒီနောက်တစ်နေ့မှာအာယုစီကိုကားချေတယ်လို့ဝစ်ထားတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီးလက်ကောက်ကိုဝိတ္တရာရဲ့အိတ်ထဲကိုထည့်ခိုင်းလိုက်ပါတယ်အလဲလှယ်နေနဲ့အာယုကိုအစိမ်းရောင်ပေါ်ကပေးလိုက်ပါတယ်ဒါကဘီမာကိုချီနှောင်ဖို့အတွက်ပါပဲဘာလို့လဲဆိုတော့အာယုကဘီမာကိုအစာကလေးကချစ်နေတာပါဘီမာနဲ့အာယုနှစ်ယောက်သားမသိလိုက်ပဲလှုပ်ခဲ့တဲ့အရာတွေကြောင့်သူတို့နှစ်ယောက်ဟာနတ်ဆိုးရဲ့သဘောတူညီချက်ထောင်ချောက်ထဲကိုကြားရောက်သွားခဲ့ပါပြီညဘက်လူတွေအားလုံးအိပ်ပျော်နေချိန်မှာဝိတ္တရာနိုးလာပြီးဘီမာကိုမတော်တဆမြင်လိုက်ရပါတယ်ဘီမာကမီးတို့ကိုကင်ပြီးအပြင်ကိုထွက်သွားတာပါဝိတ္တရာလည်းဘီမာနောက်ကနေတိတ်လေးလိုက်သွားခဲ့ပါတယ်ဘီမာကတောထဲကိုပြန်ဝင်သွားပြီးနတ်ဆိုးစီကိုသွားပါတယ်ဒါပေမဲ့ဝိတ္တရာကဘီမာကိုခြေရခံမှုခက်ခဲသွားပါတယ်ဝိတ္တရာကအဲ့ဒီနားမှာတဲရင်လေးတစ်လုံးကိုမြင်ပြီးတကားဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့တကားကတော့ခတ်ထားပါတယ်စူးစမ်းချင်စိမ့်နဲ့အတူဝိတ္တရာကတစ်သားနိုင်ရန်အပေါက်တွေကနေချောင်းကြည့်လိုက်တဲ့အခါဘီမာကနတ်ဆိုးနဲ့အတူနေနေတာကိုတွေ့လိုက်ရပါတယ်ဝိတ္တရာတုံ့လောက်သွားပြီးဘာမှမပြောနိုင်တော့ပါဘူးဒါပေမဲ့ရုတ်တရက်တောထဲမှာသူတွေ့ခဲ့တဲ့အဖိုးကိုပေါ်လာတာကြောင့်အံ့ဩသွားပါတယ်အခုဝိတ္တရာကနတ်ဆိုးရဲ့ဂျားတွေကိုရောက်ရှိနေပါပြီနတ်ဆိုးကလည်းဝိတ္တရာကိုစောင့်ကြိုနေခဲ့တာပါအကြောင်းကတော့ဝိတ္တရာကိုကချေတဲ့အသစ်အဖြစ်ခန့်အပ်ဖို့အတွက်ပါအဲ့ဒီအချိန်မှာနူးကရုတ်တရက်နိုးလာပြီးဝိတ္တရာကိုအခန်းထဲမှာမတွေ့ရတာကြောင့်အာယုကိုနှိုးဖို့ကြိုးစားပါတယ်ဒါပေမဲ့အာယုကတော့ဘာမှမလှုပ်ရှားပဲညီသက်နေပါတယ်နူးကအာယုကိုလှန်လှဲလိုက်တော့အာယုကတေကာနီးလူတယောက်လိုမျက်လုံးတွေကမှိတ်မရပဲစူးစူးဆက်ဆက်ပြူးကြည့်နေပါတယ်နူးကကြံတဲ့သူတွေကိုအကူအညီတောင်းဖို့အော်ဟစ်လိုက်ပါတယ်ဒီတစ်ဖက်မှာဝိတ္တရာကနတ်ဆိုးနဲ့အတူပိတ်မိနေပြီးသူတို့ရှေ့မှာကဖို့အတင်းချက်ခိုင်းခံနေရပါတယ်အဲ့ဒီအချိန်မှာကကြည့်တဲ့ဝစ်စုံနဲ့ကနေတဲ့အမျိုးသမီးတယောက်ကိုမြင်လိုက်ရပါတယ်အဲ့ဒါကအာယုပါနူးကပတ်ပရာဘူးကိုအစိမ်းအောင်ပေါ်ဝါနဲ့လက်ကောက်အချောင်းပြောပြလိုက်ပါတယ်ဒါအပြင်ဘီမာနဲ့အာယုတို့ကတောထဲကိုဝင်ပြီးနတ်ဆိုးကိုတွေ့ခဲ့တာလည်းပြောပြပါတယ်ပတ်ပရာဘူးကဒါတွေကိုကြားလိုက်တဲ့အခါမှာသူတို့လှုပ်ခဲ့တာတွေကဆိုးရွားတဲ့အမှားတွေဖြစ်တာကြောင့်မျှော်လင့်ချက်ကင်းမဲ့သွားခဲ့ပါတယ်အဖိုးကနတ်ဆိုးအကြောင်းရှင်းပြပါတယ်တကယ်တော့အဲ့ဒီနတ်ဆိုးကအဲ့ဒီရွာကိုအုပ်ဆိုးတဲ့ဂျင်းနီနတ်ဆိုးတစ်ကောင်ဖြစ်ပါတယ်လက်ကောက်ကိုနတ်ဆိုးကိုယ်တိုင်ရွေးချယ်ထားတဲ့ကကြည်တဲ့ကဝစ်စင်နိုင်တာပါအစိမ်းအောင်ပေါ်ကတော့သူလိုချင်တဲ့လူကိုဖမ်းဆားဖို့အတွက်ပါနူးကအဖိုးကိုတောင်းပန်ပြီးအာယုနဲ့ဘီမာကိုကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်ဒါပေမဲ့ဝမ်းထဲစရာကောင်းတာကအဖိုးကိုလည်းသူတို့ကိုမကူညီနိုင်တော့ပါဘူးဘာလို့လဲဆိုတော့အာယုနဲ့ဘီမာတို့ရဲ့ဝိညာဉ်တွေကဂျင်းနီနတ်ဆိုးတွေရဲ့ကြိုးမှာပိတ်မိနေလို့ပါပဲအဲ့ဒီအချိန်မှာရုတ်တရက်ခွေးမဲကြီးတစ်ကောင်ထွက်လာပါတယ်အဲ့ဒီခွေးကပိတ်မိနေတဲ့ဝိတ္တရာကိုရှာဖွေပြီးကယ်တင်မှုထွက်လာတာပါဝိတ္တရာကကခုန်နေတဲ့သူတို့တွေအလယ်မှာရောက်နေတော့ခွေးဟောင်တန်ကြားတာနဲ့အားလုံးရုတ်တရက်တိတ်ဆိတ်သွားကြပါတယ်ခွေးရောက်လာတာကဝိတ္တရာကိုအိမ်ပြန်မှုပြောနေတယ်လို့ပါပဲဝိတ္တရာလည်းအာယုကိုအတင်းကျပ်ကခိုင်းနေတာအဲ့ဒီနေရာမှာပိတ်မိနေတာကိုမြင်တဲ့အခါငိုကြွေးနေပါတယ်ဝိတ္တရာကအာယုကိုခေါ်ပြီးအဲ့ဒီနေရာကနေအတူတူထွက်သွားခြင်းခဲ့ပေမဲ့
ဝမ်းနည်းစရာကောင်းတာကသူတို့ကိုကူညီပေးနိုင်တဲ့သူတယောက်မှမရှိခဲ့ပါဘူးဝိတ္တရာလည်းဝမ်းနည်းစွာနဲ့အဲ့ဒီခွေးနောက်ကနေပြေးလိုက်သွားခဲ့ပါတယ်အာယုနဲ့ဘီမာရဲ့အခြေအနေကတော့အယံကိုစိုးရင်စရာကောင်းနေပါပြီသူတို့ရဲ့မျက်လုံးတွေကမှိတ်မရပဲစူးစူးစိုက်ပြူးကြည့်နေကြပါတယ်ဝိတ္တရာနောက်ကိုပရလောကသားတွေမလိုက်တော့ဘူးဆိုတာသိကြစေဖို့အဖိုးအိုကကော်ဖီခါခါကြီးကိုထပ်တိုက်လိုက်ပါတယ်နောက်ဆုံးတော့ဝိတ္တရာကကော်ဖီရဲ့ခါတက်မှုကိုပြန်ခန်းစားမိတာကြောင့်ပုံမှန်တိုင်းပြန်ဖြစ်လာပါတယ်ဒါပေမဲ့အာယုနဲ့ဘီမာတို့ရဲ့ဝိညာဉ်တွေကတော့အခုဂျင်းနီနတ်ဆိုးတွေရဲ့ကဘာမှာပိတ်မိနေပြီလို့ပြောပါတယ်သူတို့နှစ်ယောက်လှုပ်ခဲ့တဲ့မသိလျော်တဲ့အပြုတ်မှုတွေအတွက်အပြစ်ပေးခံရတာပါအာယုနဲ့ဘီမာရဲ့အမားတွေကိုနတ်ဆိုးတွေကလုံးဝခွင့်မလွတ်နိုင်တော့ပါဘူးဘာလို့လဲဆိုတော့ဂျင်းနီနတ်ဆိုးတွေရဲ့တန်ရှင်းတယ်လို့ယူဆထားတဲ့ရေချိုးကန်ကိုညဉ့်ညမ်းအောင်လုပ်ခဲ့လို့ပါပဲဘီမာကိုတော့နတ်ဆိုးရဲ့အဖော်အဖြစ်ခန့်အပ်လိုက်ပါပြီအာယုကိုတော့ကချစ်တဲ့အသေးအဖြစ်ပြောင်းလဲလိုက်ပါတယ်အာယုကသူ့အသက်ဆုံးခန်းတိုင်တဲ့အထိမယမနာကနေရတော့မှာပါအဖိုးအိုကတော့ရွာရဲ့တက်ကြီးဝါကြီးတူအနေနဲ့သူတို့ကိုမကာကွယ်နိုင်ခဲ့လို့အယံဝမ်းနေပါတယ်တကယ်တော့ဒီရွာလေးကလူတွေကဒဏ္ဍာရီတွေနဲ့နတ်ဆိုးတွေရဲ့လှုံ့ဆော်မှုတွေကိုအလွန်အမင်းယုံကြည်ခဲ့ကြတာပါရွာသားတွေဘေးကနေရာကနေကင်းဝေးခြင်းသူတို့ရဲ့ကလေးငယ်တွေကိုကိုယ်တိုင်ရစ်ပူစောရမယ်လို့နတ်ဆိုးတွေကပြောခဲ့ကြပါတယ်အနက်ရောင်အဝတ်နဲ့ပတ်ထားတဲ့ကုတင်းချိုင်ကြောက်တိုင်တွေကတော့ရစ်ပူစောခံခဲ့ရတဲ့ကလေးငယ်တွေရဲ့တင်ဂီတတွေပါပဲဒါဟာဒီရွာမှာကလေးငယ်တယောက်မှမရှိတော့တဲ့အကြောင်းရင်းပါပဲကကြည်တဲ့နေရာကတော့အရင်ကပရလောကသားတွေကိုပူဇော်တဲ့ကာပွဲတွေအတွက်ရည်ရွယ်ခဲ့ကြတာပါအာယုနဲ့ဘီမာတို့ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေကသူတို့အားလုံးအတွက်ပြင်းထန်တဲ့ရိုက်ခတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်ပတ်ပရာဘူးကလည်းရွာလူကြီးတယောက်ရဲ့တာဝန်မကျေပွန်ခဲ့လို့နောက်တရနေပါတယ်လူကတော့ចောင်းသူတူအနေနဲ့ရွာသားတွေကိုပုံမကောင်းမွန်အောင်ကူညီသင့်ပေမဲ့ပေးထားတဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်မိတယ်လို့ခံစားခဲ့ရပါတယ်နောက်ဆုံးမှာတော့သူတို့၄ယောက်လုံးကြီးမားတဲ့နောင်တတွေနဲ့ရွာကနေထွက်ခွာလာခဲ့ကြပါတယ်ဒီမှာကတော့သူတို့ပြန်ရောက်ပြီး၄ရက်အကြာမှာကွယ်လွန်သွားခဲ့ပြီး၃လအကြာမှာတော့အာယုကွယ်လွန်သွားခဲ့ပါတယ်သူတို့တွေကတငယ်ချင်း၂ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အတွက်နောင်တအကြီးကျယ်ရနေကြပြီအဲ့ဒီထူးဆန်းခြောက်ခြားစရာရွာကိုလည်းဘယ်တော့မှပြန်မလာကြတော့ပါဘူး